တရုတ်လယ်သမားတွေဟာနှစ်လကြာတိုင်းမှာဖပြုတ်ရဲ့နားနောက်ဘက်ကအစီကျိတ်ကိုညှက်အသုံးပြုပြီးဘာကြောင့်ဖယ်ရှားတယ်လဲဆိုတာတင်သိပါသလားအဲ့ဒီလိုညှစ်ထုတ်ပြီးရရှိလာတဲ့အစီတွေကိုအရန်တန်ဖိုးထားကြပါတယ်ဖပြုတ်စီအများပြားရရှိဖို့လယ်သမားတွေဟာဖပြုတ်အများပြားမွေးမြူရေးကိုစတင်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ယနေ့ခေတ်စေသိပ္ပံပညာရဲ့ရှာဖွေတွေ့ရှိချက်တွေအရဖပြုတ်ကရရှိတဲ့အစီဟာအစိတ်ဓာတ်အလုံးမြင့်မားပါတယ်ရင်းစိတ်ဟာကင်ဆာကုထုံးတွေမှာအသုံးပြုတဲ့ဆေးဝါးတွေရဲ့မပါမဖြစ်တဲ့ပေါင်းတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်လဲ1ကီလိုကို US ဒေါ်လာ1000ထက်မနည်းတန်ဖိုးရှိလာပါတယ်။တရုတ်လယ်သမားတွေဟာစွန့်ပစ်ပစ္စည်းဖြစ်တဲ့ပြောင်းမှုခွန်တွေကိုဘလို့အသုံးချတယ်လဲကြည့်လိုက်ရအောင်ပထမဆုံးသူတို့ဟာပြောင်းမှုမှအခွန်တွေကိုလိုအပ်တဲ့ပုံသဏ္ဍာန်အနေအထားရရှိအောင်ဖြတ်တောက်ပါတယ်။ထို့နောက်အခြေခံဖို့အတွက်ပြောင်းမှုဖက်တွေကိုတည်ပါတယ်။ပြောင်းမှုဖက်6တွေကိုပေါင်းခံတဲ့သူတွေစီချက်ချင်းရောင်းလို့ရတယ်လို့လက်မှုပစ္စည်းပြုလုပ်သူတွေစီလည်းရောင်းချလို့ရပါတယ်။တန်ဖိုးမြင့်ပစ္စည်းတွေဖြစ်တဲ့ချင်းတောင်ဖက်နှက်တွေအပြင်မွေးရတွေထိထုတ်လုပ်ကြပါတယ်။နောက်ထပ်အကျိုးအမြတ်များတဲ့လုပ်ငန်းတစ်ခုကတော့ပြောင်းမှုဖက်တွေကိုအယောင်ဆိုးကဂေဟစနစ်ကိုအကျိုးပြုတဲ့သုံးဖက်မြေရုပ်လုံးကြွပကြီကားတွေပြုလုပ်ခြင်းပဲဖြစ်ပါတယ်